အားလုံးပဲမင်္ဂလာပါရှင်။ Sherry ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့လေ Sherry ကိုယ်တိုင်6နှစ်ကျော်အတွေ့အကြုံရှိတဲ့ကစားနည်းနဲ့ပတ်သက်ပြီးတော့ဒိုင်ရီကိုအနိုင်ရတဲ့နည်းတွေကိုလာမျှဝေပေးရှင်ပါတယ်ရှင်။ပြီးတော့ဒီနေ့လေ Sherry ပြောပြပေးရှင်တဲ့အကြောင်းလေးတစ်ခုရှိပါတယ်။အဲ့ဒီအကြောင်းကတော့လူတိုင်းအမှတ်မထင်မဲနဲ့ကြော်သွားတဲ့အကြောင်းရင်းလေးပဲဖြစ်ပါတယ်ရှင်။အဲ့ဒီအကြောင်းကတော့ဖဲကစားတဲ့ချိန်မှာအလဲတိုင်းထိုးစရာမလိုဘဲနဲ့အနိုင်ရတဲ့ဖဲကစားနည်းလေးပဲဖြစ်ပါတယ်ရှင်။ပြီးတော့အတော်များများကလည်းကစားပွဲထဲရောက်ပြီးဆိုတာနဲ့အလဲတိုင်းဖဲနောက်ကိုလိုက်ရမယ်လို့ပဲထင်ကြတတ်ပါတယ်။တကယ်တမ်းကျတော့အဲ့လိုလိုက်မထိုးလေးရပါတယ်နော်။ဖဲကိုအလဲတိုင်းမထိုးဘဲနဲ့နိုင်တဲ့ကစားနည်းတွေလည်းရှိပါတယ်။ဒီနေ့ကတော့ Sherry အဲ့ဒီကစားနည်းလေးကိုလာပြီးကစားပြသွားပါမယ်ရှင်။အရင်တုန်းကအရှုံးများခဲတဲ့သူလည်းတွေ့ခဲ့ဘူးသလိုအမတ်မထင်မဲနဲ့ကိုရင်းလိုက်တဲ့အရင်ထက်အစပေါင်းများစွာနိုင်သွားတဲ့လူလည်းတွေ့ဖူးပါတယ်ရှင်။ကဲအားလုံးအစင်တစ်ဖြစ်ပြီဆိုရင်တော့ Sherry စလိုက်တော့မယ်နော်။ Sherry အခုဝင်ထားတဲ့ဖဲခန်းက SA ဖဲခန်းပါရှင်။ခုံနံပါတ်ကတော့ဘေးမှာလေးရှာထားပေးပါတယ်နော်။အရင်ဦးဆုံး Sherry ကတော့အပြာဖက်ကိုအရင်ထိုးလိုက်မယ်ရှင်။အများပိုင်းကတော့ဖဲရှုံးတာကိုပဲတွေ့ဖူးကြလိမ့်မယ်ရှင်။ဖဲရဲ့ပုံစံကိုမကြည့်တတ်လို့တော့မဟုတ်ပါဘူးနော်။စိတ်မရှိဘဲနဲ့မစောင့်နိုင်လို့ရှုံးခဲ့တာတွေကပိုများပါတယ်ရှင်။ဒါတွေကတော့ Sherry ကိုယ်တိုင်တွေ့ခဲ့ဖူးလို့ပါနော်။ဖဲစားဖွင့်နေပါပြီရှင်။အပြာ၈ပေါက်ဟုတ်ပြီအပြာကတော့၈ပေါက်နဲ့နိုင်ပါတယ်နော်ခုဖဲလေးရှိပါသေးရဲ့ရှင်ပြီးတော့ကိုရှင်းမှာသူများတွေကကစားနေရင်ကိုကစိတ်အငြိမ်မနေနိုင်တာမျိုးစော့ရှင်တာမျိုးတွေဖြစ်ခဲ့ပူကြတယ်မလားရှင်ဖဲကစားတော့မယ်ဆိုရင်ဖဲရဲ့ပုံစံကြည့်နေကတော့ကစားပွဲရဲ့ဥတီချက်ကိုအဓိကထားရတာပါရှင်တကယ်လို့အခုကိုကစားမဲ့ဖဲခုံကဘယ်လိုဖဲပုံစံလဲမသိနာမလဲပဲနဲ့အလောတကြီးကစားလိုက်ရင်တော့ဘလောက်ပဲအရင်များနေပါစေရှုံးနိုင်ပါတယ်ရှင်အဲ့ဒါကြောင့် Sherry ကတော့ဖဲကစားတော့မယ်ဆိုရင်ဖဲရဲ့ပုံစံကိုအရင်ကြည့်ပြီးမှကစားပါတယ်ရှင်ဒါပေမဲ့တချို့သူတွေအတွက်ဆိုရင်တော့ဒီလိုဖဲပုံစံကိုကြည့်နေရတာအချိန်ဖြုံးတယ်လို့ထင်ကြလိမ့်မယ်ရှင်ဒါပေမဲ့ Sherry အတွက်ကတော့ဒါကအရေးပါဆုံးပဲဖြစ်ပါတယ်ရှင်ကဲ Sherry ထိုးထားတဲ့ဖဲကိုကြည့်မယ်နော်ဒီတစ်ခေါက်ကတော့အနီ၈ပေါက်နဲ့နိုင်သွားပါတယ်ရှင် Sherry ကတော့ဒီဖဲခန်းမှာဖြည်းဖြည်းရှင်းနေပဲ Sherry ကြိုက်တဲ့အလဲတွေကိုပဲထိုးသွားမယ်နော်အရင်လိုမျိုးအလဲတိုင်းမထိုးပါဘူးရှင်ကိုတီရှာတဲ့အလဲကိုကြိုက်တဲ့အလဲကြမှာလောင်းကြီးလေးတင်ပြီးထိုးသွားမယ်နော်ဒီတစ်ခေါက်လဲ Sherry ကတော့အပြာဖက်ကိုပဲထိုးထားပါတယ်ရှင် Sherry နဲ့တူတူဖဲဖွင့်တာကိုစောင့်ကြည့်ပါအောင်နော်ဖဲစားဖွင့်နေပါပြီအပြာ၈ပေါက်ဟုတ်ပြီဒီတစ်ခေါက်ကတော့အပြာ၈ပေါက်နဲ့နိုင်ပါတယ်နော်သုံးပွဲစလုံးဖဲကတော့၈ပေါက်နဲ့ပဲလာနေတော့နော်ခုနက Sherry ပြောလိုက်တဲ့ဖဲပုံစံကြည့်နေကတော့တကယ်ကိုအရေးကြီးပါတယ်နော်စကောမှာဖဲမကြခဏပြောင်းလို့ရှိလားဖဲကဘယ်လိုပုံစံနဲ့ဘယ်လိုအရှင်တွေရှိနေလဲဆိုတာကြည့်ရမှာပါနော်ဒီလိုအသေးစိတ်ကြည့်နေတာကဘာမှမသိဘဲနဲ့ရှောက်ကစားနေရထက်ဆိုင်တော့အများကြီးကိုသားပါရဲ့ရှင်အခုလိုမျိုး Sherry သိမ့်မကြိုက်တဲ့အလဲတွေဆိုရင်ကြော်သွားလိုက်အောင်မယ်နော်ပြီးတော့အရှုံးများတဲ့သူကလည်းအလဲတိုင်းကစားလို့ရှုံးတာမဟုတ်ဘဲနဲ့ကိုယ်စိတ်ကိုမထင်းရှုံးနိုင်လို့ရှုံးခဲ့တာတွေလည်းများပါတယ်နော်အရင်နည်းနဲလေပိုကျူးဆိုင်လေအရင်နည်းနဲလေရွေးရမယ့်အခိုက်အတန့်တွေကပိုများလေပါပဲရှင်ဒီတစ်ခေါက်ကတော့အပြာ6ပေါင်းနဲ့နိုင်ပါတယ်နော်အရင်နည်းနဲတာဖြစ်ဖြစ်များတာဖြစ်ဖြစ်တယ်လို့ကစားလို့မရပါဘူးနော်ဘာလို့လဲဆိုရင်တော့ကိုရင်းလိုက်တဲ့အရင်နည်းတွေကတကယ်ငွေအစ်စ်ပါနော်စကူမဟုတ်ပါဘူးရှင်အဲ့ဒါကြောင့်အကိုတို့ဂိမ်းကစားတော့မယ်ဆိုရင်စိတ်ရှည်ဖို့ Sherry အမြဲတမ်းပြောပါရယ်နော်စိတ်မရှိရင်တော့ဘလောက်ပဲငွေအမောက်များများကုန်နိုင်ပါတယ်ရှင်ကဲဒီတစ်ခေါက်လဲ Sherry နဲ့အတူစောင့်ကြည့်ပေးပါအောင်နော်ဖဲစားဖွင့်နေပါပြီအပြာ2ပေါက်အနီ9ပေါက်အပြာဖက်ကိုဆက်ဆွဲတယ်ဟုတ်ပြီဒီတစ်ခေါက်ကတော့အနီ9ပေါက်နဲ့နိုင်ပါတယ်ရှင်အကိုတို့လည်းဖဲကစားတော့မယ်ဆိုရင်အလဲတိုင်းလိုက်ထိုးစရာမလိုပါဘူးနော်ကိုမကြိုက်တဲ့အလဲတွေဆိုရင်လည်းကြော်သွားလို့ရပါတယ်ရှင်ကိုမကြိုက်လို့မထိုးတာကလည်းကို့အမားမဟုတ်ပါဘူးနော်ကိုရဲ့အရင်းအနှီးတွေကိုထိမ့်သိမ့်တဲ့သဘောပါပဲရှင်ဒီတစ်ခေါက်ကတော့ Sherry အနီဖက်ကိုပိုကြိုက်ပါတယ်ရှင်အဲ့ဒါကြောင့်အနီဖက်ကို900လောက်ထိုးထားပါရယ်နော်Sherry ထင်ထားတဲ့အတိုင်းဖြစ်မလားဆိုတော့ကိုတော့တူတူစောင့်ကြည့်ပေးပါအောင်ရှင်
စားဖွင့်နေပါပြီနော်အပြာရှောက်ပေါက်အနီကတော့ပေါက်မရှိဘူးနော်အနီကိုဆက်ဆွဲပါတယ်ဟုတ်ပြီအနီကတော့ရှစ်သက်ပါတယ်ရှင်ဒီတစ်ခေါက်လည်းအနီကတော့ရှစ်ပေါက်နဲ့နိုင်ပါတယ်နော်ကိုကြိုက်တဲ့အလဲကိုပဲရွေးပြီးတော့မှကစားတာကဂိမ်းကိုပိုထင်းရှုံးနိုင်သလိုခံစားရပါတယ်စက္ကန့်တိုင်းလည်းစိတ်ပူစရာမလိုစိတ်ဖိစီးမှုလည်းမရှိတော့ပါဘူးဖဲနောက်ကိုလည်းအရန်အာယုံထားစရာမလိုတော့ပါဘူးရှင်ပေါ့ပေါ့ပပအနေနဲ့ကစားလို့ရပါတယ်နော်ကိုကသာဂိမ်းကိုရွေးချယ်တဲ့သူဖြစ်ပါစေနော်ဂိမ်းကကိုရွေးချယ်ရမှာမဟုတ်ပါဘူးရှင်ရှယ်ရီအရင်ကဒီလိုအမားတွေကိုလှုပ်ဖူးပါတယ်မကစားခင်မှာကိုကသာဂိမ်းကိုရွေးချယ်တဲ့သူဖြစ်ရမှာပါနော်ဂိမ်းကကိုရွေးရမှာမဟုတ်ပါဘူးရှင်ရှယ်ရီအရင်ကဒီလိုအမားတွေကိုလှုပ်ဖူးပါတယ်မကစားခဲ့ရင်အခွင့်အရေးတွေလွတ်သွားနိုင်တယ်ဆိုပြီးတော့မှအလဲတိုင်းလိုထိုးမိပါတယ်ရှင်တကယ်တမ်းကျတော့ဒါကကိုပို့ပြီးတော့မှရှုံးစေတဲ့နီးလဲဖြစ်ပါတယ်နော်ခုနကတော့ခုနှစ်ပေါက်နဲ့ထိုင်ကင်းကျသွားပါတယ်ရှင်ဒီတစ်ခေါက်ကတော့ရှယ်ရီအပြာဖက်ကိုပို့ကြိုက်တယ်အဲ့ဒါကြောင့်အပြာကို1500လောက်ထိုးထားပါတယ်ရှင်နိုင်မလားရှုံးမလားတော့မသိပါဘူးနော်ရှယ်ရီနဲ့အတူတူဖဲဖွင့်တာကိုကြည့်ရအောင်ရှင်ဖဲစားဖွင့်နေပါပြီနော်အပြာ9ပေါက်အနီ6ပေါက်ဟုတ်ပြီဒီတစ်ခေါက်ကတော့အပြာ9ပေါက်နဲ့နိုင်ပါတယ်ရှင်အခုလိုအလဲတွေရွေးကစားတာကရလက်တွေကကွာတယ်ဆိုတာသိတာပါတယ်ရှင်အကိုတို့လည်းဖဲကစားမယ်ဆိုရင်ရှယ်ရီခုကစားပြထားသလိုစမ်းပြီးတော့မှကစားကြည့်စေချင်ပါတယ်နော်ပြီးတော့ဂိမ်းမကစားခင်မှာလဲကိုယ့်ရဲ့အမျက်ပန်းတိုင်တွေကိုသတ်မှတ်ပြီးကစားဖို့မမေ့ပါနဲ့နော်ကိုမထိုးလိုက်တဲ့အလဲတွေကရှုံးတယ်လို့တော့မဆိုလိုပါဘူးနော်တချို့အလဲမှာကိုမထိုးလိုက်လဲဘာမှမဖြစ်တယ်လို့ကိုငွေလည်းမရှုံးတော့ပါဘူးရှင်ဘာလို့လဲဆိုရင်တော့ဒီထက်ကောင်းတဲ့ဖဲအလဲတွေနဲ့ဒီထက်ကောင်းတဲ့အခွင့်အရေးတွေလည်းရှိနေအောင်မှာပါရှင်အဓိကကတော့အလောတကြီးမလုပ်တာကပို့ပြီးတော့မှကောင်းတဲ့နည်းတစ်ခုပါပဲနော်ဒီတစ်ခေါက်ကတော့အပြာ6ပေါင်းနဲ့နောက်တစ်လုံးထပ်ဆင်းပါတယ်နော်ဒီတစ်လက်ကိုတော့ရှယ်ရီကအနီဖက်ကို900နဲ့ပဲထိုးလိုက်အောင်မယ်နော်ပြီးတော့အကိုတို့ကိုကျွမ်းကျင်အောင်ကစားတာတင်ပေးရှင်တာထက်ဒီဂိမ်းထဲမှာဘယ်လိုနည်းနဲ့ကြနေနိုင်မလဲဆိုတာကိုပို့ပြီးတော့မှသင်ယူစေရှင်ပါတယ်ရှင်ကဲဒီတစ်ခေါက်ကတော့ရှယ်ရီနဲ့ဖဲဖွင့်တာကိုစောင့်ကြည့်ပေးပါဦးနော်ဖဲစားဖွင့်နေပါပြီအပြာတစ်ပေါက်အနီပေါက်မရှိပါဘူးအပြာဆက်ဆွဲတယ်အပြာ9ပေါက်အနီကတော့အပေါက်မရှိပါဘူးဒီတစ်ခေါက်ကတော့အပြာ9ပေါက်နဲ့နိုင်သွားပါတယ်ရှင်ဘာမှမဖြစ်ပါဘူးနော်ရှေ့ထက်ဆက်ကြမယ်ရှင်ရှယ်ရီကတော့အနီဖက်ကိုပဲပူကြိုက်နေတော့မှာပဲရှင်အဲ့ဒါကြောင့်ဒီတစ်ခေါက်ကတော့အနီဖက်ကို1000လောက်ထိုးလိုက်မယ်ရှယ်ရီထင်ထားတဲ့အတိုင်းဖြစ်မလားတော့မသိပါဘူးเนาะစောင့်ကြည့်ပေးပါအောင်ရှင်ဖဲစားဖွင့်နေပါပြီအပြာ2ပေါက်အနီ4ပေါက်4ပေါက်ကိုမှခုနှလုံးပါသေးရဲ့เนาะခုနှလုံးဟုတ်ပြီဒီတစ်ခေါက်ကတော့အနီနိုင်ပါတယ်ရှင်4ပေါက်နဲ့နိုင်သွားပါတယ်เนาะခုကိုတော့မထိုးလိုက်ပါဘူးရှင်တကယ်လို့ခုနဲ့ထိုင်ကင်းထိုးရတာကြတဲ့သူအတွက်ဆိုရင်တော့အဆင်ပြေပါတယ်နော်ပုံမှန်ဆိုရင်လဲရှယ်ရီကတော့ခုနဲ့ထိုင်ကင်းကိုထိုးလေးသိမ့်မရှိပါဘူးရှင်ကိုတကယ်ထိုးရှင်တဲ့ချိန်လောက်မှပဲထိုးတာပါနော်ကဲဒီတစ်ခေါက်ကတော့ရှယ်ရီကြော်သွားလိုက်အောင်မယ်ရှင်အခုလိုကြိုက်တဲ့အလဲတွေကိုပဲရွေးကစားတာကလည်းရလက်ကတကယ်ကွာပါတယ်နော်ဒါကိုတော့အကိုတို့သတိထားမိကြလားမသိပါဘူးရှင်ကြည့်ရအောင်နော်ဒီအလဲကဘာထွက်မလဲဆိုတာကိုတော့အပြာပေါက်မရှိအနီက9ပေါက်ဒီတစ်ခေါက်လည်းအနီဆက်စင်းပါရှင်ရှယ်ရီတို့စကောဖက်ကိုပြန်သွားကြည့်မယ်နော်ဒီတစ်ခေါက်ကတော့ရှယ်ရီအပြာဖက်ကို1500လောက်ထိုးလိုက်မယ်ရှင်
Sherry ရဲ့ဗီဒီယိုကိုကြိုက်နေတဲ့ရင်တော့ Sherry ရဲ့ YouTube Channel အကောင့်လေးကိုခေါင်းလောင်းလေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နော် Sherry အားတဲ့ချိန်တွေမှာဆိုရင်နောက်ဗီဒီယိုတွေအတွက် Sherry အဆက်မပြတ်တင်ဆက်ပေးသွားပါမယ်ရှင်ကဲဒီတစ်ခေါက်ကတော့ဘာထွက်မလဲဆိုတာတူတူကြည့်ကြရအောင်နော်ဖဲစားဖွင့်နေပါပြီအပြာပေါင်းမရှိအနီလဲပေါင်းမရှိပါဘူးအပြာရှောက်ပေါက်ဟုတ်ပြီဒီတစ်ခေါက်ကတော့အပြာရှောက်ပေါက်နဲ့နိုင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ Sherry အားလုံးကိုပြောပြချင်တာကအလဲတိုင်းကိုထိုးစရာမလိုပါဘူးရှင်အခွင့်အရေးကောင်းတဲ့ချိန်ကိုပဲစောင့်ပြီးတော့မှအနိုင်ယူပါနော်ဒီနေ့ကတော့ဒီလောက်နဲ့ပဲနားလိုက်တော့မယ်ရှင်နောက်မှထပ်တွေ့ကြမယ်နော်